ဒါကြတော့အမလို့ရင်စီခတင်ပတန်နဲ့သွားပေးပါမယ်အဲ့တော့စဆွဲမယ်ဆိုရင်နောက်ချမ်းနေစပြီးတော့ဆွဲပေးပါမယ်အဲ့တော့စဆွဲမယ်ဆိုရင်ကိုရှည်ကိုဘယ်လောက်အစားသွင်းမလဲဆိုတော့16လက်မအစားသွင်းပေးထားမယ်ကိုရှည်ကနေမှအောက်ကို8လက်မအစားသွင်းပေးထားပါမယ်အဲ့ဒါပြီးပြီဆိုရင်ပခုံးကြီးက9လက်မအောက်ကို3.6လက်မမောက်ဒီအပေါ်3လက်မအောက်ကို1.4အထက်ကို2.4 3နဲ့6စိမ့်နဲ့ဆက်ကိုရှိကိုတဝဝရှင်ကိုအဆက်ချမြင်မတတဲထောင်းပခုံး6စိတ်ကနေမှခြိုင်းရင်းဆွဲပြီးမယ်ခြိုင်းကို3ပုံပုံအဆုံးမကနေရင်းရင်းဆွဲဒုတိယမှကနေနောက်ရင်းကျင်းရင်းဆွဲ6စိတ်ကနေမြင်မတတဲထောင်းနောက်ရင်းကျဲ9လက်မရင်းဆဲလက်မခြိုင်း8လက်မနောက်ရင်းကျဲနဲ့ရင်းရင်းနဲ့ကိုပြီးကွင်းနဲ့ဆန်ခါနေရကနေခါပြေ9လက်မတင်းနေရကနေတင်းပြေ17လက်မရင်ခါတင်းလာဆက်ပြီးမယ်ဝိုက်စာအနေနဲ့အပေါ်ကို1လက်မတက်မယ်သူ1လက်မတက်တဲ့နေရာနေမှာပြီးကွင်းနဲ့ဝိုက်ပြီးမယ်ရှင်กว่าမှန်အောက်ကိုတလမစင်းမြဖြောင်းဆွဲခါနေရကနေပဲလေးစေးညာလေးစေးတင်နေရကိုအတီလာပြီးတော့ဆက်ပြီးထားမယ်ကြတာဆိုရင်နောက်ချမ်းအဲ့တော့နောက်ချမ်းရပြီဆိုရင်ဒီနောက်ချမ်းနဲ့ပုံစံတူတစ်ခုညှချမယ်ကဲတော့ဒီမှာနောက်ချမ်းကိုဖယ်လိုက်မယ်ဖယ်ပြီးဆိုရင်ဒီမှာရှင်မြင်းဆွဲမယ်ရှင်ကျင်မြင်းဆွဲမယ်ပခုံးတရားကိုရှင်မြင်းရှင်ကျင်မြင်းဒါခါမြင်းเนาะပြီးပခုံးကနေပြီးတော့မှလေးစိတ်စင်နဲ့ရှင်ကျင်လေးစင်ဝင်ပြီးတော့ရှေ့ချမ်းချိုင်းကိုဝိုင်းလက်ပဲမောက်တီ6လက်မဆောင်ပြီးရင်ပြီးကွင်းနဲ့ဝိုင်းပြီးရင်ကွာမှတ်ပြီးတော့မှအောက်ကိုရင်ထိတ်ချမြင့်ဖြောင်းဆွဲခါနေရကနေဘဲလေးစိညာလေးစိတင်းနေရကိုအတီလာပြီးတော့ဆက်ပြီးထားမယ်အဲ့ဒါဒီရှေ့ချမ်းအဲ့တော့ရှေ့ချမ်းရပြီဆိုရင်ဒီရှေ့ချမ်းကိုဖြတ်ချဟုတ်ပြီနော်အဲ့ဒါပြီးပြီဆိုတော့မှဒီမှာရှေ့ချမ်းချိုင်းကိုလာပြီးတော့မှ white ထားwhite ထားတဲ့ခါကျရင်အပိုင်းကအပိုင်း1အပိုင်း2အဲ့တော့ဒီအပိုင်း2ပိုင်းကိုဖြတ်ချမယ်နော်ဒါတော့ရှည်ချမ်းကဒီလိုနှစ်ပိုင်းထွက်သွားမယ်အဲ့တော့နှစ်ပိုင်းရပြီဆိုရင်မလို့ထောက်သွားလဲဆိုကော်လန်ဘတ်သွားမယ်ကော်လန်ဘတ်သွားတဲ့ခါကျရင်ဒီမှာပခုံးနှစ်ခုကိုဆက်ထားလိုက်မယ်เนาะမဆက်နဲ့ဒီမှာကော်လန်ကြောင်းမှလာဆွဲလိုက်လည်းရတယ်အဲ့တော့ဒီမှာနောက်ချမ်းကိုလာပြီးတော့မှဆွဲပြီးထားမယ်ဒါကနောက်ချမ်းပြီးဒီမှာရှည်ချမ်းကိုလာဆက်ဟုတ်ပြီနော်အဲ့ဒါပြီးပြီးဆိုမှကော်လန်ဒီအမတို့ဘလောက်လိုက်လဲဆိုတော့3လက်မပြယူလိုက်မယ်ပြီးပြီးဆိုမှဒီနေရာမှာအဝိုင်းလေးလိုချင်တာဖြစ်တဲ့အတွက်ပြပြလေးဝိုင်းပေးလိုက်ဟုတ်ပြီနော်အဲ့တော့အဲ့ကော်လန်ကြီးကိုဖြတ်ချမယ်အဲ့တော့ဒီမှာကော်လန်ရသွားမယ်ခေတာဆိုရင်အမတို့ရဲ့ဒီမှာကော်လန်ဘက်ကကြောင့်ဘယ်လိုဖြစ်မလဲဆိုတော့ရှီချမ်းနှစ်ခုလာစမ်းဒါရှီကူတောက်ပြီးပြီးဆိုမှဒီမှာကော်လန်ကိုတင်အဲ့တော့အင်ဂျီပုံကဒီလိုဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့အမခုဆွဲပြတဲ့အင်ဂျီကဒီပုံစံလေးပါ